အိမ်မက်ဆိုတာညှော်လင်းချက်တစ်ခုတည်းနဲ့မပြေစုံနိုင်ပါဘူးစိတ်အားထက်သန်မှုစ조사အောက်ထုတ်မှုနဲ့ကိုအမြဲတမ်းတိုးတက်အောင်လေ့ကျင့်နေတဲ့စိတ်ဓာတ်တွေပေါင်းစပ်မှသာအောင်မြင်မှုကိုရရှိနိုင်တာပါတောက်ပါတဲ့စတိတ်ဘော်ကအပြုံးတစ်ပွင့်ရဲ့နောက်ကွယ်မှာအချိန်တိုင်းစ조사နေတဲ့လူငယ်တယောက်ရှိပါတယ်ယုံကြည်မှုပြည့်နဲ့ခံညာတဲ့သူတယောက်ဖြစ်မြင်ရပေမဲ့နောက်ကွယ်မှာတော့စီကံရှိမှုအချိန်ကိုတန်ဖိုးထားမှုနဲ့မယမနာစ조사နေတဲ့လူငယ်တယောက်ကတော့ယူခံပါ modeling career တွေစပြီးဝင်လိုက်တဲ့အချိန်မှာပေါ့နော်အဓိကလူငယ်တွေအတွက်ကျွန်တော်က sharing လုပ်ပေးနေတာပေါ့နော်ကျွန်တော်ရဲ့ idea တွေကျွန်တော်ရဲ့ dream for တွေကျွန်တော်လုပ်နေတဲ့လက်ရှိကိုယ့်ကို discipline ချလာတဲ့ကောင်းတဲ့အရာတွေအကုန်လုံးကျွန်တော်ရှေ့ကနေပြီးတော့public figure တယောက်အနေနဲ့ဥဆောင်လမ်းပြတယောက်အနေနဲ့လူငယ်တွေကိုကျွန်တော်ကလမ်းပြပေးနေတာပေါ့နော်လက်ဆက်တယောက်ဆိုတာကလူတွေရဲ့စံပြတယောက်ဖြစ်နေရမယ်ကိုယ်တိုင်ကလည်းဒီစီကံတွေကိုလိုက်နာရမယ်ကိုယ့်ကိုယ်ကို Mr. တယောက်အနေနဲ့ခံယူရမယ်ဆိုရင်ဒီဟာတွေကိုလိုက်ပြီးတော့ follow up လုပ်ရမယ်သိချလိုက်နာရမယ်အဲ့တော့ကိုယ့်ကိုယ်ကိုစံပြတယောက်အနေနဲ့ဒါတဲ့ပုံစံရိုက်သွင်းတော့ပြီးတော့နေရတာပေါ့နော်အဓိကကျွန်တော်တို့ကအောင်မြင်လာပြီဆိုရင်အောင်မြင်မှုတန်ဆိုတာလည်းရှိတယ်တုံးနေမှုတန်ဆိုတာလည်းရှိတယ်နော်အဲ့တော့ကောင်းတဲ့တန်နဲ့မကောင်းတဲ့တန်ဆိုပြီးဆွဲလို့ရမရဘူးဒီဟာကိုကောင်းကောင်းဟန်တဲ့လုပ်နိုင်မှပဲကိုလိုချင်တဲ့ target priority ကိုကောင်းကောင်းလေးနဲ့တက်တက်မတ်မတ်လေးရောက်သွားနိုင်ပါလိမ့်မယ်နော်